အာရခတ်တက်တော်ရေးသိမ်းပိုက်ထားတဲ့ရခိုင်ပြည်မြောက်ဦးမင်းပြနဲ့တခြားမြို့တွေမှာရင်းနေကင်းရှင်းရေးအတွက်အာရခတ်ပြည်သူတော်လှန်ရေးဆိုရကအရင်ကတည်းကပို့ပြီးအချိန်ဟုန်မြင့်လှုံ့ဆော်နေပါတယ်ဆိုင်ကယ်စီးရင်ဆိုင်ကယ်အုပ်ထုပ်ဆောင်ကြဖို့ဆိုင်ကယ်စီးမှာလူနှစ်ယောက်ထက်ပိုမစီးဖို့ဘေးတွဲဆိုင်ကယ်တွေရဲ့ရင်လမ်းဘေးမှာချရဖို့နဲ့ရင်စည်းကမ်းလက်စည်းကမ်းတွေကိုလိုက်နာဖို့လှုံ့ဆော်နေတာပါဒါကိုအာရခပြည်သူလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနဒီလက်ကအဓိကလှုံ့ဆော်နေတာဖြစ်ပါတယ်တတ်မှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နိုင်ရင်အရေးယူမှုတွေလှုံ့ဆော်သွားမှာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းအန္တရာယ်ကင်းရှင်းဖို့အတွက်ရင်းစည်းကမ်းလက်စည်းကမ်းတွေကိုလိုက်နာဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်ခင်ဗျာ